ကျေးဇူးတင်ပါတယ်ဒီချင်းလေးကကျွန်တော်ဆရာဆရာမမောင်ရဲ့ချင်းလေးဖြစ်ပါတယ်နာခါတဲ့အမှန်တိုင်းစကားတွေတွင်တွင်ပြောတော့ဒီပါကြီးတဲ့လူမုံများလာတယ်မြတ်တာတဲ့ဒီနှလုံးသားကိုရင်မပိုက်ထွေးပြီးတော့တပြေးပြေးနဲ့တယောက်တည်းဖြစ်လာမယ်ကောင်းဆုံးရှင်သန်နေတရားသဖြင့်နေထိုင်လျက်လူကြိုက်မများလေဘဝကရိုးသားအေးချမ်းတယ်မူသားဖွဲ့မလိမ်ညာခဲ့အရှင်းဆုံးဝန်ခံချက်လူကြိုက်မများလေဘဝကအေးစိငြိမ်းချမ်းတယ်နေတတ်ဖို့တော့လိုမယ်နေချလို့ရင်ချေးတယ်လူညာတာစိတ်ကောင်းထားတော့နေချီပြီးအသေးခွဲပြန်နေကြိုးစားရင်ရှောင်လန်းခဲ့တာစင်ပြေတဲ့ခါပေါ်မနာလို့စိတ်နဲ့ရန်လောက်ကြပြန်နေအကောင်းဆုံးရှင်သန်နေတရားသဖြင့်နေထိုင်လျက်လူကြိုက်မများလေဘဝကရိုးသားအေးချမ်းတယ်မူသားဖွဲ့မလိမ်ညာခဲ့အရှင်းဆုံးဝန်ခံချက်လူကြိုက်မများလေဘဝကအေးစေငြိမ်းချမ်းနေနေတတ်ဖို့တော့လိုမယ်ကိုယ်တိုင်ရွေးတဲ့ဒီလမ်းပြန်လှည့်ကြည့်လိုက်တိုင်းမှာချေနာမိပေမဲ့နာကျင်လာတဲ့ဘယ်သူမှမရှိတော့ဘူးတခါကဘဝရဲ့မိတ်ဆွေရဲ့ဘယ်စီမလဲငါလေးတယောက်တည်းနာခါတဲ့အမှန်တိုင်းစကားတွေတွင်တွင်ပြောတော့ဒီပါကြီးတဲ့လူမုံများလာတယ်မြတ်တာတဲ့ဒီနှလုံးသားကိုရင်မရှောက်လားရောက်တော့မယ်ဖြည်းဖြည်းနဲ့တယောက်တည်းဖြစ်လာမယ်လာအကောင်းဆုံးရှင်သန်ခဲ့တရားသဖြင့်နေထိုင်လျက်လူကြိုက်မများလေဘဝကရိုးသားအေးချမ်းတယ်မူသားဖွဲ့မလိမ်ညာခဲ့အရှင်းဆုံးဝန်ခံချက်လူကြိုက်မများလေဘဝကအေးစိငြိမ်းချမ်းတယ်နေရဖို့တော့လို့มาเลยเยอะ